နော်လှုပ်လည်းမလှုပ်ကောင်းလှုပ်လည်းမလှုပ်သင့်ဘူးဒီကိစ္စတချို့ကတော့အဲ့လိုလေးလှုပ်တဲ့အတွက်ဒီဘေးအန္တရာယ်လေးကြုံနေပါညာဒါတော့ထားကိုလည်းသိတာမဟုတ်ဒါလှုပ်တဲ့လူဥဆောင်လှုပ်တဲ့လူရောလမ်းညွန်တဲ့လူရောအကြံပေးတဲ့လူတွေကမလှုပ်သင့်တဲ့ကိစ္စကိုလှုပ်တာထီထောက်တာနဲ့လည်းစန့်ကျင်တယ်ပရလောကသားတွေဘလို့သွားရွတ်သင်္ကန်းစီးပြီးလို့ရမယ်သင်္ကန်းစီးပြီးလို့ရတယ်ဆိုတော့တိတ်နဲ့မှဝင်ပြီးကမောဖတ်ရတယ်စစ်စစ်မေးမြန်းရတယ်အဲ့လိုလုပ်မှလူသားစင်စစ်ကိုပဲဖြစ်ရမှာလေဝင်းကြီးထဲမှာပါတယ်လူသားစင်စစ်ဖြစ်လားလို့မေးတယ်ပရလောကသားလူသားစင်စစ်မှမဟုတ်တာအဲ့တော့ဒါမလုပ်တဲ့ကိစ္စလို့ပဲမြင်ပါတယ်မပြောလို့လည်းမဖြစ်ဘူးကွာမပြောလို့လည်းမဖြစ်တော့ပြောရမှာပဲတောင်းရှိလာတာပြောတော့ပြောရမှာပဲအဲ့ကိုယ်စာမတက်လို့ပေါ့ကွာစာမတက်လို့ဒီလိုလို့ဒါစာတက်ရင်သူတို့မလုပ်ဘူးကွာဒီကိုယ်တွေတော်တော်ညံ့တဲ့ကိုယ်တွေတော်တော်စာမတက်တဲ့ကိုယ်တွေတော်တော်အသုံးကြတဲ့ကိုယ်တွေလို့အဲ့လိုမြင်တယ်ပရလောကသားတွေကိုသင်္ကန်းဝတ်ပေးတဲ့အတွက်ကြောင့်မလုကောင်းတဲ့အကြောင်းကိုဒီဆရာတော်ကပြောပြနေတာပါဆရာတော်ပြောတာအယမ်းမှန်ပါတယ်နော်ဆရာတော်ပြောသွားတဲ့အထဲမှာစာမတက်လို့အခုလိုလုပ်တာတဲ့မှတ်တာပေါ့အင်္ဂုတ္တကျမ်းမှာတရားမနာစာပေမသိနှုတ်တွင်မဆောင်သိအောင်မပြုဓမ္မာနုဓမ္မပฏิပတ်ကွာဤငါးဖြာသည်ဖျားသာသနာကွယ်ကြောင်းတည်းလို့ဆိုထားပါတယ်စာမသိလို့စာမတက်ဘူးဆိုရင်စာမတက်တဲ့ပုဂ္ဂိုလ်တွေဟာထင်ရလုပ်တတ်ပါတယ်ထင်ရလုပ်ပြီဆိုရင်သာသနာပြက်ပြီးတော့သာသနာကွယ်ပါလိမ့်မယ်နော်ဒါကြောင့်ထင်ရလုပ်တတ်တဲ့ဘုန်းကြီးတချို့ကိုပြောကျင်တာကစာသင်ပါစာသင်လို့စာတက်ပြီဆိုတော့မှသာသနာပြုတဲ့အလုပ်ကိုလုပ်ပါစာလည်းမသင်စာလည်းမတက်ဘဲနဲ့ထင်ရမလုပ်ကြပါနဲ့ထင်ရလုပ်လိုက်မယ်ဆိုရင်သာသနာပြက်ပြီးတော့သာသနာကွယ်ပါလိမ့်မယ်အဲ့ဒါကိုတော့အထူးပြောကျင်ပါတယ်နော်